အခုကျွန်တော်စပိန်နဲ့ဒီ athlete checking ဝင်တဲ့နေရာကိုသွားနေပါပြီစားရတော့ရပါမနေ့10ဝက်ရှိပြီဒီနေ့တော့လည်းအေးဝအိတ်လိုက်တယ်ပေါ့ဆိုတော့ဒါကျွန်တော်တို့မြင်ရမယ့်ကန်ချေတော့ပြန်စပိန်ဆင်တော့မယ်ဒီနေ့က athlete checking ပေါ့နော်စပိန်သွားထားစရာမျိုးစပိန်ရင်ဆင်မယ်ဆင်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ athlete checking လုပ်တဲ့ expo သွားမယ်သူတို့တနာရီ2နာရီလောက်မှဖော်မှာဒီကျွန်တော်ဒီခုလိုက်ပါယူဒီခုပိုက်ပါယူသွားတယ်တော့ဒီအော်တိုဖြုံးမယ်โอเคစပိန်ဒီဝေးတက်မယ်โอเคဒီစပိန်ကိုကျွန်တော်ကြိုက်တဲ့အချမ်းလက်ကဒီကောင် headset တွေဘာမှဖြုတ်ဆရာမလို့တော့ကျွန်တော်တို့ဒီလိုမျိုးလက်ကင်ကိုဆွဲထည့်ပြီးတော့ပုံဒီချက်လိုက်တာနဲ့ဟိုရပြီပေါ့နော်အဲ့ဒါကျွန်တော်ဒီစပိန်ရဲ့အာသာချက်ပေါ့တော့ကျွန်တော်ပြန်ပွဲဝင်သမားတွေသွားတဲ့အချိန်မှာလေလွယ်လွယ်ကူကူဆင်ရပြူရလဲလွယ်တာပေါ့ဘာတောက်နေဒီခေါ်လိုက်ဒီနေ့ကတော့မနေ့စားတာနဲ့နောက်ကျသွားပြီဆိုတော့နေ့လေးစားမစားခင်ဟိုပိုင်လေးနဲ့စားပြီးတော့ဘောကကျွန်တော်အားကစားပြီးသွားတဲ့အချိန်မှလည်းတောက်တယ်ဗျာပြီးတော့ခုဒီလိုမျိုးမနက်ပေါ့နော်ဟိုဒီနေ့ဆိုလို့ရှိရင်ဟို day 2အနေနဲ့ athlete checking သွားတော့မယ်ဆိုတော့ဦးလောလောဆယ်တော့ပိုက်စာနေပြီဆိုတော့ဒီကောင်ကိုကျွန်တော်တို့ကဟို snack အနေနဲ့လည်းတောက်လို့ရတယ်ဒါပြီးသွားတော့မယ်ဆန်ခရင်ပြန်ဘာလို့ကျွန်တော်ပြီးအောက်တော့ထွက်တော့မှာပြီးတော့ကန်းချီဆိုတော့နေပူတယ်ဗျာအဲ့တော့တားရည်အတွက်လည်းကျွန်တော်တို့လိုတယ် UV cream မှာathlete checking နေရာကိုအခုသွားနေပါပြီ shutter bus တော့ရှိတယ် shutter bus ကလူပဲစီးလို့ရတယ်စပိန်မရဘူးအဲ့တော့အခုကျွန်တော်စပိန်နဲ့ဒီ athlete checking ဝင်တဲ့နေရာကိုသွားနေပါပြီwas in ကဘယ်မှာတော့ပြရမလဲဘိုက်မကင်းနေရIs it for grip? Yep. Correct. This one is like. They were told. Yeah, that ပြစ်မဲ့ဟာမလား Okay. Yeah. They were told on the road. It is stuck in here ဘယ်နားလောက်တော်တော်ဝေးလား နည်းနည်းဒီနားလောက်မှာ around here အားကြီးတော့ Okay ဒါကတော့ West Wing ပေါ့နော်အခုကျွန်တော်တို့သွားမှာက Festival Village ကိုသွားမှာဆိုတော့လမ်းကတော့နည်းနည်းပြန်ရှောက်အောင်မယ်ကိုလေးကိုသွားတာ Athlete checking မိုးကလည်းမိုးပွားလေးတွေရွာပြီ Athlete checking ပါဟုတ်တယ်ဒီဘက်ကကြာကြီးပေါ့ကျွန်တော်ဒီမှာ check in ဝင်2နေရာရှိတယ်ဒါရိုးရိုး Ironman 70.3ဒါကကျတော့ AWA ဆိုတာကဘာကိုဆိုလိုတာလဲဆိုတော့သူတို့ရဲ့ age category မှာလုံးဝ top performance ရတာတဲ့
athlete တွေပေါ့နော်ဆိုတော့အဲ့မှာတော့ပြန်ခွဲရတာရွှေရှိတယ်ငွေရှိတယ်ကြေးရှိတယ်အဲ့မှာ sticker လေးနဲ့စပိန်မှာလေး sticker လေးတွေပါတယ်အဲ့တော့သူတို့အတွက်တီးတန်းကို special lane လုပ်ပေးတာလေ VIP ပေါ့ဒါပေမဲ့ VIP ဆိုတာက performance အရန်ကောင်းလို့တော့သူတို့တော့ကြည့်လိုက်နောက်မှာ share ပြုံးမဲ့လူတွေပဲချက်တင်ဝင်လို့ရှိရင် passport ရယ် QR ရယ်နှစ်ခု register က25သိန်း25သိန်းပေါ့ make it loose here yeah a bit loose yes good ဒါတော့ကျွန်တော်အဝင်အထွက်ပေါ့နော်ဒီ expo တို့ဘာတို့မှာအဝင်ထွက်လုပ်မဲ့နေရ okay 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 အနီကြိုက်လို့ကျွန်တော်ဆရာကြီးကိုစီးတာ that's it you didn't check your name မှန်တယ်လို့မှန်တယ်ဗော This one now. ဒီကဘေးအိုင်းနဲ့ပြ ဘယ်လိုဟာကြီးပြပြီ ဖုန်းကြီးကထေးကိုဟာပြပြီးထုတ်လိုက်တယ်အဲ့တော့ထေးကိုဟာထုတ်မိလဲကျတော့သူ့နာမည်မရှိဘူးတဲ့ စားရတော့ ရပါ okay why okay why okay အခုကတော့ဟိုပါပေါ့ expo ပေါ့နော် okay ဒါတော့ expo day ရောက်ပြီ expo မှာတန်လိုက်လေးတွေရှိမယ်ဒီမှာအုတ်ထုတ်ကဒါလေးတွေရှိမယ်အဲ့ဒီထဲမှာတော့ကျွန်တော်ဒါလေးတော့ကြိုက်တယ်ဒီက reflected color လေးနဲ့အရောင်လေးနဲ့ပေါ့အဲ့ဒါဆိုရင် Iron Man logo ပါတဲ့စပိန်အိတ်တေးဘိုက်နဲ့ပတ်သက်တဲ့ဟာတွေယောက်ျားလေးရဲ့ဒါ try suit ကဘယ်လောက်ရှိလဲ1600 Iron Man design okay ဒါကတော့ပြောမှဆို festival ပေါ့ food festival ရိုက်သူတို့လေးကတော့မစိုးပါဘူးသူတို့ bike service လိုက်မှွေလိုက်ပါအောင်မယ်3.3 တောင်လမ်းလျှောက်ဖို့อ่ะကဲဒါကတော့ကျွန်တော်ပြိုင်ပွဲဝင်နေရဲ့နာမည်တွေအားလုံးပေါ့နော်ဆိုတော့ကျွန်တော်ရဲ့နာမည်ကဒီမှာပါ Try Smith okay အခုကတော့ Shatter Best ပေါ့နော်ဒါ Expo ဒါကျွန်တော်တို့နေရဟိုတယ်ဆိုတော့အချိန်ကြီးလဲရေးတာအခုတော့ကျွန်တော် Shatter Best ပေါ့သွားပါတော့မယ်ဒါကတော့ free ပေါ့နော်ဒါတော့ Iron Man ပြိုင်ပွဲတိုင်းမှာအနည်းဆုံးတန်းကြီးကိုနေရာကိုပြပေးတာဒါ Saru Beach ပါကျွန်တော်တို့ပြန်ရမယ်ဆိုတော့နေရာပေါ့နော်။တိုင်းနေတော့ရှိရဲ့ဗျ။